လူတိုင်းပဲမင်္ဂလာပါဒါကတော့တင်တို့အတွက်နောက်ဆုံးရ Manchester United ရဲ့အပြောင်းရွှေ့သတင်းတွေပဲဖြစ်ပါတယ်Matías Fernandes ရဲ့အခြေအနေကတော့အပြည့်အဝအပြည့်ထွက်သွားခဲ့ပါပြီဒါပေမဲ့ United အတွက်အဆင်ပြေမဲ့ရလဒ်တော့မဟုတ်ပါဘူးတော်တင်ဟန်ကဒီအပြောင်းရွှေ့ကိုအတည်ပြုလိုက်ပြီဖြစ်ပါတယ်ဗိုလ်တဟူးနေ့မှာသူ့ရဲ့စစ်စစ်မှုတွေပြုလုပ်နေခဲ့တယ်လို့သိရပြီးအခုတော့အားလုံးပြီးဆုံးသွားခဲ့ပါပြီအခုချိန်မှာ United ပြည်သက်တိုင်းမင်းနေကြတဲ့မေကွန်းကတော့အတူတူပါပဲ Michael Carrick နဲ့ဒီကစားသမားခေါ်ယူရေးဖွဲ့တို့အခုနောက်ပိုင်းဘယ်လိုဆက်သွားကြမလဲဆိုတာပါပဲဒီနေ့မှာကျွန်တော်တို့ဆွေးနွေးစရာတွေအများကြီးရှိနေပါတယ် Alex Scott ကိုခေါ်ယူခြင်းနဲ့တိုင်ဆိုင်မှုတွေကအကြီးအကျယ်ပောက်ကွဲလာခဲ့တယ်လို့ Gerard Bowen ကလည်းထင်သာမြင်သာရှိတဲ့အပြောင်းရွှေ့အရေးအမြစ်တစ်ခုကိုပြသခဲ့ပါတယ်ဘလီဘာနဲ့တိုနာလီတို့အပေါ်ရိုးသားတဲ့သုံးသက်ချက်အချို့ပြုလုပ်ဖို့ရှိနေတယ်လို့ United ရဲ့အသုံးစရိတ်အပေါ်တတိကြီးထားတဲ့ချင်းကပ်မှုဟာတကယ်ပဲမှန်ကန်တဲ့မဟာဗျူဟာလားဒါမှမဟုတ်သူတို့တကယ်လိုအပ်တဲ့ပြစ်မှတ်တွေကိုဆုံးရှုံးစေခဲ့တာလားဆိုတာကိုလည်းဆွေးနွေးဖို့လိုအပ်ပါတယ်အသေးစိတ်အချက်လက်တိုင်းစီတိုက်ရိုက်သွားလိုက်ကြရအောင်တော့ဒီအကြောင်းအရာကိုအပြတ်တက်ညီကုန်းချုပ်လိုက်ကြရအောင်ဘာလို့လဲဆိုတော့ဒါကပြီးဆုံးသွားခဲ့ပြီဖြစ်လို့ကျွန်တော်တို့မျက်စိဖွင့်ပြီးရှေ့ဆက်ဖို့လိုအပ်ပါတယ်Tottenham Hotspur အသင်းဟာ West Ham ကနေ Matías Fernandes ကိုခေါ်ယူဖို့အတွက်85တန်းပေါင်တန်ကြေးရှိတဲ့သဘောတူညီမှုတစ်ခုရရှိခဲ့ပါတယ်။ဗိုလ်တဟူးနေ့မှာစပါးအသင်းမှာသူစစ်စစ်မှုခံယူနေခဲ့တယ်လို့သိရပါတယ်။အားလုံးပြီးဆုံးသွားပါပြီ။ United ကတော့ဒီအပြောင်းရွှေ့မှာရှုံးနိမ့်ခဲ့ရပါတယ်။ Manchester City က Elliot Anderson အတွက်116တန်းပေါင်ပေးချေခဲ့ပြီး United ကိုဒီပြိုင်ဆိုင်မှုကနေဖယ်ထုတ်လိုက်ပြီးနောက်ပိုင်းဒါဟာဒီနေရာဒီမှာ United လွှဲချော်ခဲ့ရတဲ့ဒုတိယမြောက်အဓိကကွင်းလယ်ပြစ်မှတ်ဖြစ်ပါတယ်။ထိပ်တန်းပြစ်မှတ်နှစ်ယောက်စလုံး Premier League တိုင်ဘက်တွေစီရောက်ရှိသွားခဲ့ပါပြီ။ဒါဟာအပြောင်းရွှေ့ဈေးကွက်ရဲ့ဒီလိုချိန်မျိုးမှာတကယ်ကိုခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်အခုဆိုရင်ဒီဈေးကွက်အပေါ် United ရဲ့ချင်းကပ်ပုံနဲ့ပတ်သက်ပြီးစဉ်းစားစရာသုံးသက်ချက်အချို့ထွက်ပေါ်နေပြီးဒါကိုတိုက်ရိုက်နဲ့ရိုးရိုးသားသားတုံ့ပြန်ဖို့လိုအပ်ပါတယ် City ကကိန်းဂဏန်းကိုလုံးထိပေးခဲ့တာကြောင့် United က Anderson ကိုလက်လွတ်ခဲ့ရတာပါအခုလည်း85တန်းနဲ့ Fernandes ကိုအလားတူလှုပ်ဆောင်ခဲ့တာဖြစ်ပြီး United ရဲ့ဒီလိုတတိထားမှုဟာချီးကျူးစရာကောင်းတဲ့ဆိုတဲ့ခိုင်လုံတဲ့အငင်းပွားမှုတစ်ခုရှိနေပါတယ်သူတို့မှာကစားသမားတွေအပေါ်ရှင်းလင်းတဲ့တန်ကြေးသတ်မှတ်ချက်ရှိပြအဲ့ဒါကနေတွေးပြီးမသွားသလိုတိုင်ဘက်တွေကဈေးကွက်ကိုမြင့်တင်လိုက်ရုံနဲ့အလောတကြီးဝယ်ယူတာမျိုးမလုပ်ပါဘူးဒါပေမဲ့အလားတူခိုင်လုံတဲ့စန့်ကျင်ဘက်အငင်းပွားမှုတစ်ခုလည်းရှိနေပါတယ်အချို့သောအခြေအနေတွေမှာ United အနေနဲ့စိတ်တုံးတုံးချပြီးထိပ်တန်းကစားသမားတွေအတွက်ထိပ်တန်းအဆင့်ငွေကြေးတွေကိုသုံးစွဲဖို့လိုအပ်ပါတယ်လက်ရှိအပြောင်းရွှေ့ဈေးကွက်ရဲ့လက်တွေ့အခြေအနေအရအရေးသွေးရှိတဲ့ကွင်းလယ်လူတယောက်ကိုခေါ်ယူဖို့အတွက်85တန်းကနေတန်း100ကျားသုံးစွဲရမှာပဲဖြစ်ပါတယ်ဒါကဈေးပိုပေးရတာမဟုတ်ပါဘူးဒါကဈေးကွက်ပေါက်ဈေးပဲဖြစ်ပါတယ်Fernandes ရဲ့ကိုရေးရစဝင်ကတော့အနည်းငယ်အားနည်းပါတယ်ဆောက်တန်ပန်နဲ့ West Ham တို့နဲ့အတူနှစ်ကြိမ်တိုင်တိုင်တန်းဆင်းခဲ့ရပြီးထိပ်တန်းအဆင့်အတွေ့အကြုံအကန့်အသတ်သာရှိပါတယ်ဒီလိုတန်ချင်းမျိုးနဲ့အဲ့ဒီကစားသမားကိုလက်လွတ်ဖို့ဆုံးဖြတ်ခဲ့တာ United မှန်ကန်တယ်လို့တင်တို့ပြောနိုင်ပါတယ်ဒါပေမဲ့တနည်းအားဖြင့်မှာကွင်းလယ်ပြစ်မှတ်နှစ်ယောက်စလုံးကိုအစားထိုးကစားသမားမခေါ်ယူနိုင်ပဲလက်လွတ်လိုက်ရတာကတော့အရေးတကြီးဖြေရှင်းရမယ့်ပြဿနာတစ်ခုဖြစ်ပါတယ်အရေးတကြီးဆိုတာအခုချက်ချင်းကိုပြောတာပါကဲFernandes ကိုလက်လွတ်ခဲ့ရပြီးနောက်ပိုင်း Alex Scott ဟာ United ရဲ့နောက်ထပ်ကွင်းလယ်ဦးစားပေးဖြစ်သတ်မှတ်ခြင်းခံရပါတယ်။ဒါပေမဲ့တိုင်ဆိုင်မှုကတော့တကယ်ကိုထူးထူးခြားခြားကြီးမားလာခဲ့ပါပြီ။ Daily Mail ရဲ့ဖော်ပြချက်အရ Arsenal, Manchester City, Chelsea နဲ့ Tottenham တို့ဟာ United နဲ့အတူအသက်22နှစ်အရွယ်ဖုံးမောက်ကွင်းလယ်လူကိုစိတ်ဝင်စားနေကြတယ်လို့သိရပါတယ်။ဒါဟာအင်္ဂလန်ဘောလုံးလောကရဲ့ထိပ်တန်းအဆင့်ကလပ်အသင်း၅သင်းစလုံးကကစားသမားတစ်ယောက်တည်းကိုလိုက်လံအမဲလိုက်နေကြတာဖြစ်ပါတယ်ဖုံးမောက်ရဲ့သဘောထားကတော့ရှင်းလင်းနေသေးပါပဲစကော့ဟာရောင်းဖို့မဟုတ်ပါဘူးဖုံးမောက်အသင်းဟာဒါကိုလူသိရှင်ကြားနဲ့စင်စက်မပြတ်အခိုင်အမာပြောကြားနေတာဖြစ်ပါတယ်အကယ်၍ကန့်လန့်မှုတွေရရှိလာခဲ့ရင်ဖုံးမောက်အနေနဲ့တန်း60ပေါင်ထပ်ပို့ပြီးတောင်းဆိုလာဖို့ရှိနေပါတယ်အခုဒီနေ့မှာထွက်ပေါ်လာတဲ့ဘောလုံးဆိုင်ရာမေးခွန်းကိုဆွေးနွေးကြည့်ရအောင်ပါ Alex Scott ဟာကိုဘီမီနူးနဲ့အတူတကယ်ပဲတွဲဖက်ကစားနိုင်ပါမလားဘာလို့လဲဆိုတော့ဒါကကားရစ်နဲ့သူ့ရဲ့ဝန်ထမ်းတွေတေချာစဉ်းစားရမယ့်တကယ်နီးဗျူဟာပိုင်းဆိုင်ရာစိုးရိမ်ပူပန်မှုတစ်ခုဖြစ်လို့ပါပဲ Scott ဟာတက်ကြွတဲ့တိုက်စစ်အားတန်ကွင်းလယ်လူတစ်ယောက်ဖြစ်ပါတယ်သူက Casemiro မဟုတ်ပါဘူးသူကနောက်ခံလူ၄ယောက်ရဲ့ရှိမှာခန့်စစ်အကာအကွယ်ဖြစ်အကြီးကကစားပေးတာမျိုးမဟုတ်ပါဘူးအကယ်၍ Scott နဲ့မီနူးနှစ်ယောက်စလုံးအတူတူကစားမယ်ဆိုရင်ကွင်းလယ်ခန့်စစ်ကိုဘယ်သူကအကာအကွယ်ပေးမှလဲဘယ်သူကအထိုင်ကစားပြီးတခြားလူတွေကိုဖိအားပေးတိုက်စစ်ဆင်ခွင့်ပေးမှလဲအဲ့ဒီနှစ်ယောက်ရဲ့ဘေးမှာတဘာဝခန့်စစ်ကွင်းလယ်လူတစ်ယောက်မရှိရင်ခန့်စစ်ကတော့တကယ်ကိုပွတ်ထွက်သွားနိုင်ပါတယ်ဒါကအပြောင်းရွှေ့ကိုပြပြစီမဲ့အချက်တော့မဟုတ်ပါဘူးကားရဲ့အနေနဲ့နှစ်ယောက်စလုံးပါဝင်နိုင်အောင်သူ့ရဲ့နီးဗျူဟာကိုပြောင်းလဲနိုင်ပါတယ်ဒါပေမဲ့ United မှာတကယ်ရှိနေတဲ့တိကျပြဿနာကိုမဖြေရှင်းပေးနိုင်မဲ့ကစားသမားတစ်ယောက်အတွက်တန်း60ကျော်ပေါင်မသုံးဆွဲခင်မှာဒါဟာယုံကြည်စိတ်ချရတဲ့အဖြစ်တစ်ခုလိုအပ်နေတဲ့ခိုင်လုံတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်လက်တွေ့ကျကျပြောရရင်ထိပ်တန်းကလပ်၅သင်းကစိတ်ဝင်စားနေပြီးဖုံးမောက်ကလည်းမရောက်မှုဆုံးဖြတ်ထားတာကြောင့်ဒီဈေးကွက်မှာတင်းတင်းနဲ့တန်ကြဒီနဲ့ Scott ကိုရရှိဖို့ကအလွန်ခက်ခဲပုံရပါတယ် United အနေနဲ့ဒါကိုဆက်လက်လိုက်လံနေခြင်းကသူတို့ရဲ့အချိန်နဲ့အရင်းမြစ်တွေကိုအကောင်းဆုံးသုံးချခြင်းဟုတ်မဟုတ်ဆိုတာကိုမိမိကိုယ်ကိုရိုးသားဖို့လိုအပ်ပါတယ်အခုကတော့ United ပြည်သက်တွေစိတ်ဝင်စားနေနိုင်တဲ့တကားတစ်ခုကိုပိတ်ပစ်လိုက်ပုံရတဲ့အကြောင်းအရာတစ်ခုရှိပါတယ် Manchester United ဟာ West Ham အသင်း Championship စီတန်းဆင်းသွားခဲ့ရပြီးနောက်ပိုင်း West Ham အသင်းကောင်းဆောင် Gerard Bowen ကိုစိတ်ဝင်စားနေတဲ့ကလပ်အသင်းတွေထဲမှာပါဝင်နေခဲ့ပါတယ်ဒါပေမဲ့ West Ham ဟာသူတို့ရဲ့အိမ်ကွင်းဂျာစီတစ်မိတ်ဆက်ပွဲမှာ Bowen ကိုအဓိကထည့်သွင်းပြသခဲ့ပါတယ်တန်းဆင်းသွားပြီးတလမပြည့်ခင်မှာပဲအသင်းကောင်းဆောင်ကဂျာစီမိတ်ဆက်ပွဲမှာပါဝင်လာတာဟာရှင်းလင်းတဲ့မှတ်စစ်ချတစ်ခုကိုပေးလိုက်တာပါ West Ham ကသူ့ကိုထိန်းသိမ်းထားခြင်းနေပြီးဒီရောင်းမြင့်တည်ပစ္စည်းတွေမှာပါဝင်မှုအခြေခံပြီး Bowen ကတော့ဆက်ရှိနေမယ်ပုံပါပဲWest Ham အတွက်ရောင်းချဖို့ PR တွေကိုရှော့ချပေးမဲ့ဘန်နာရေးဆိုင်ရာရှုထောင့်တစ်ခုလည်းရှိပါသေးတယ်။ Fernandes အတွက် Tottenham စီကနေ85တန်းပေါင်အခုလေးတင်ရရှိထားတာကြောင့် West Ham အနေနဲ့အခြားအဓိကကစားသမားတစ်ယောက်ကိုရောင်းချဖို့တွန်းအားပေးမဲ့ဘန်နာရေးဝင်ထုတ်ဝင်ပို့ကိုတိတိတတ်တာရှော့ချနိုင်ခဲ့ပါတယ်။အခုချိန်မှာသူတို့ငွေကြေးတွေအသေးအတန်မလိုအပ်တော့တာကြောင့်လွန်ခဲ့တဲ့တစ်လကထက်စာရင်ပိုဝင်ထွက်ခွာဖို့အခွင့်အလမ်းကတိတိတတ်တာနှဲပါသွားခဲ့ပါပြီ။ United အတွက်တော့ဒါဟာတခြားအတိုက်စစ်ရွေးချယ်မှုတစ်ခုကိုတေချာမပွင့်လင်းခင်မှာတင်ပိတ်ပစ်လိုက်တယ်လို့ပါပဲကြော်ဖြတ်လိုက်ကြရအောင်
ဆန်ဒရိုတိုနာလီကြောင့်ကိုတကယ်ရိုးရိုးသားသားပြောကြရအောင်ဘာလို့လဲဆိုတော့ဒီနေရာမှာ United ရဲ့ရည်တည်ချက်ကိုရှင်းရှင်းလင်းလင်းသုံးသပ်ဖို့လိုအပ်လို့ပါ United ကတိုနာလီကိုသဘောကျခဲ့ပါတယ်အီတလီကစားသမားဟာကားရဲ့ကွင်းလယ်အတွက်အကောင်းဆုံးခေါ်ယူမှုဖြစ်လာနိုင်ပေမဲ့ဒီဈေးကွက်မှာဖြစ်ပျက်နေတဲ့အခြားအရာအလုံးကြောင့် United အတွက်ဒီပြောင်းရွှေ့ကဘယ်တော့မှအလေးနဲ့ဖြစ်မလာခဲ့ပါဘူးသူ့ရဲ့တန်တရာပေါင်းတန်ကြီးသတ်မှတ်ချက်ဟာအမြဲတမ်းဝေးကွာနေခဲ့တာဖြစ်ပြီးအထူးသဖြင့်အန်ဒါဆန်ကို116တန်းနဲ့ဖာနန်ဒက်စ်ကို85တန်းနဲ့လက်လွတ်ခဲ့တဲ့ကလပ်အတွက်ပိုလို့တောင်ဝေးကွာပါတယ်သူတို့ရဲ့ပြန်လည်တည်ဆောက်ရေးအဆင့်မှာ United အတွက်ဗန်နာရေးဆိုင်ရာတွက်ချက်မှုကဘယ်လို့မှအဆင်မပြေပါဘူးပြီးတော့ဒီမှာပိုပြီးကျေပြန့်တဲ့အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်လက်ရှိဈေးကွက်မှာထိပ်တန်းကွင်းလယ်လူတွေဟာတန်းတရာပေါင်ကုန်ကြတယ်ဆိုတာကို United အနေနဲ့တစ်ချိန်ချိန်မှာလက်ခံဖို့လိုအပ်ပါတယ်ဒါကထူးထူးခြားခြားမဟုတ်ပါဘူးဒါက Arsenal အတွက်ဒီကလန် Rice ကုန်ကြခဲ့တဲ့ဈေးနှုန်း Chelsea အတွက် Moises Caicedo ကုန်ကြခဲ့တဲ့ဈေးနှုန်း City အတွက် Anderson ကုန်ကြခဲ့တဲ့ဈေးနှုန်းပဲဖြစ်ပါတယ်တန်ကြေးသတ်မှတ်ချက်တွေကိုအခိုင်အမာထိန်းသိမ်းထားတာကတကယ်ဈေးပိုပေးရမှာကိုကာကွယ်တဲ့နေရာမှာရုပ်တိရှိပါတယ်ဒါပေမဲ့ဈေးပိုပေးရမယ့်ကန့်သက်ချက်ကိုအရန်နေအောင်သတ်မှတ်ထားရင်တင်ဟာဗေထိတ်တန်းကစားသမားကိုမှခေါ်ယူနိုင်မှာမဟုတ်ပဲဒီချင်းကပ်မှုဟာကိုပြန်လဲဖျက်ဆီးတယ်လို့ဖြစ်လာပါလိမ့်မယ် United ရဲ့အသစ်တွေ့ရှိထားတဲ့ဗန်နာရေးစီကံပိုင်းကနီးလည်များစွာနဲ့တကယ်ကိုချီးကျူးစရာကောင်းပေမဲ့အကောင့်ထဲပေါ်မှုမရှိတဲ့စီကံကတော့လွဲချော်မှုတွေပဲဖြစ်လာပါလိမ့်မယ် United အနေနဲ့ Carlos Baleba အတွက် Brighton ထံပြန်လဲချင်းကပ်တင်သလားဆိုတဲ့ဆွေးနွေးမှုအချို့ရှိခဲ့ပါတယ်ဒီနေ့မှာတော့ရှုထောင့်မျိုးစုံကနေရိုးသားတဲ့သုံးသက်ချက်ကအတူတူပါပဲ Baleba ဟာအပြေမဟုတ်ပါဘူးပြီးခဲ့တဲ့နေရာဒီက United ကသူ့ကိုစုံစမ်းခဲ့ပြီးနောက်ပိုင်းသူ့ရဲ့ခြေစွမ်းကတိတိတတ်တာကျဆင်းသွားခဲ့ပါတယ် Premier League ရဲ့ Old Trafford ကစားသမားဘဝဆွမ်းဆောင်ရည်ကတိတိတတ်တာစိတ်ပျက်စရာကောင်းခဲ့ပါတယ်ပြီးတော့လူစားလဲခံရချိန်မှာသူပြသခဲ့တဲ့အမူအရာကသူ့ရှိကစိန်ခေါ်မှုကိုအပြည့်အဝအာယုံဆိုင်နေတဲ့ကစားသမားတယောက်ရဲ့ပုံစံမျိုးမဟုတ်ခဲ့ပါဘူးပေးရတာနဲ့မတန်ဘူးဆိုတာကတော့ဒီအပြောင်းရွှေ့အပေါ်ရေဘူးရသဘောထားပဲဖြစ်ပါတယ် United အနေနဲ့ Baleba ကိုအတိတ်ပဲရှိတဲ့ရွေးချယ်မှုတစ်ခုအဖြစ်ကနေကြော်ဖြတ်တင်ပြီးရရှိနိုင်မယ့်တကယ်ပုံမကောင်းမွန်တဲ့အခြားရွေးချယ်မှုတွေအပေါ်သူတို့ရဲ့စွမ်းရည်ကိုအာယုံဆိုင်တင်ပါတယ်ဒါဆို United အနေနဲ့အခုဘယ်လိုဆက်သွားမလဲအလားအလာရှိဆုံးလက်တွေ့ကျတဲ့လမ်းကြောင်းနှစ်ခုကိုအာယုံစိုက်ကြည့်ရအောင်ဘိုရိုရှာတော်မုံရဲ့ Philip Nmecha ဟာဒီဈေးကွက်မှာ United ပြုလုပ်နိုင်မဲ့တကယ်ကိုအောင်မြင်နိုင်ခြေရှိဆုံးအရေးသွင်းမြင့်ခေါ်ယူမှုတွေတဲကတစ်ခုအဖြစ်ရှိနေသေးပါဒီ Athletic ကစုံစမ်းမြင်မြတ်မှုတွေပြုလုပ်ထားပြီးပြီဆိုတာကိုအတည်ပြုခဲ့ပါတယ်ကစားသမားက Premier League စီပြန်လာဖို့စိတ်အားထက်သန်နေပါတယ် United ရဲ့နီးစနစ် Director Jason Wilcox ဟာ City Academy ရဲ့အတူတူဖြတ်တန်းခဲ့တဲ့ရက်တွေကလေးကသူ့ကိုတီးခဲ့တာဖြစ်ပါတယ်အရေးကြီးတာကဒေါ်မွန်အနေနဲ့ကမ်းလှမ်းမှုတွေကိုလက်ခံဖို့ပြင်ဆင်နေတယ်လို့ယုံကြည်ရပြီးဒါဟာရောင်းချဖို့လမ်းဖွင့်ထားတာကိုပြသနေပါတယ်နမေချာရဲ့ profile ကအဲ့ဒီကစားသမားနှစ်ယောက်နဲ့အနည်းငယ်ကွဲပြားတာကြောင့် Anderson နဲ့ Fernandes တို့သတ်မှတ်ထားတဲ့ဈေးကွက်ပေါက်ဈေးထက်လျှော့ချပြီး United ညှိနှိုင်းနိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်အာယုဘိုအာဒီကလည်းရေလာထဲမှာရှိနေစေဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ထပ်ခါတလဲလဲဖော်ပြခဲ့တယ်လို့ပဲဒါဟာပြန်ဆိုင်မှုတွေကြောင့်အလွန်ရှုပ်ထွေးနေပါတယ် Real Madrid, Bayern Munich နဲ့ Manchester City တို့အားလုံးကသူ့ကိုအနည်းဆုံး69တန်းပေါင်နဲ့လိုချင်နေကြတာပါ United အနေနဲ့အဲ့ဒီပြန်ဆိုင်မှုတွေကိုကြော်ဖြတ်ဖို့ကအခုချိန်မှာအလွန်ခက်ခဲပုံရပါတယ်ထွက်ခွာသွားနိုင်ခြေရှိတဲ့ကစားသမားအကြောင်းအမြန်မက်စုတစ်ခုပါလီဆန်ဒရိုမာတီနက်စ်ကို United နီးပြဟောင်းရူဘင်အမိုရင်က AC မီလန်မှာသူ့ရဲ့ခံစစ်ကိုပြန်လည်တည်ဆောက်ဖို့အတွက်မျက်စိကျနေတယ်လို့သိရပါတယ်အမိုရင်ဟာ Old Trafford မှာအတူတူရှိခဲ့တဲ့အချိန်ကတည်းကမာတီနက်စ်ကိုအနီးကပ်သိခဲ့တာဖြစ်ပါတယ်အကယ်၍မီလန်ကအလေးနဲ့ကမ်းလှမ်းလာပြီးမာတီနက်စ်ကိုယ်တိုင်ကလည်းပြောင်းရွှေ့ဖို့လမ်းဖွင့်ထားရင် United အနေနဲ့အခြားနေရာတွေမှာအပြင်းထန်ပြန်လည်တည်ဆောက်နေရတဲ့ဒီနေရာဒီမှာသူတို့ရဲ့အာဂျင်တီးနားနောက်ခံလူကိုလက်လွတ်နိုင်မလားဆိုတာဆုံးဖြတ်ရမှာဖြစ်ပါတယ်။အကယ်၍မာတီနက်စ်ထွက်ခွာသွားခဲ့ရင် United အနေနဲ့ဗဟိုနောက်ခံလူနေရာကိုပါဖြည့်ရှင်းရမှာဖြစ်လို့အလွန်လှုပ်ရှုပ်နေတဲ့ဒီဈေးကွက်မှာဂရုစိုက်ရမယ့်နောက်ထပ်နေရာတစ်ခုတိုးလာမှာဖြစ်ပါတယ်။ Sky Sports ကကျွန်တော်တို့တင်တို့ကိုသတင်းပတ်ပေါင်းများစွာပြောခဲ့တဲ့အရာကိုအတည်ပြုလိုက်ပါပြီ။ Manchester United ဟာဘဲတောင်ပန်ကစားသမားတစ်ကိုရှာဖွေနေချိန်မှာ West Ham ရဲ့ Crescencio Sanmabi ကိုထိပ်တန်းပြတ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ Sanmabi ဟာနယ်သာလန်နဲ့အတူကမ္ဘာ့ဖလားမှာထူးခြားတဲ့စွမ်းဆောင်ရည်ပြသခဲ့ပြီး Morocco နဲ့ပင်နယ်တီအဆုံးဖြတ်မှာစိတ်မကောင်းစွာပဲထွက်ခွာခဲ့ရတာဖြစ်ပါတယ်။တန်ခွဲအတွင်းသူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့်ကလပ်အသင်းများစွာရဲ့စိတ်ဝင်စားမှုကိုပြိုင်တဲ့ထဲရရှိခဲ့ပါတယ်။ United ရဲ့ဘဲတောင်ပန်နေရာမေးခွန်းဟာ Marcus Rashford ရဲ့အခြေအနေနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်။ Rashford ဟာအင်္ဂလန်အသင်းနဲ့အတူပြန်ပွဲကနေထွက်ခွာခဲ့ရပြီးနောက် United စီပြန်လာဖို့ရှိနေပါတယ်။သူဟာပြီးခဲ့တဲ့ရာသီကဘာစီလိုနာမှာအငှားနဲ့တွားရောက်ကစားခဲ့ပြီးဘာစီလိုနာကတော့အပိသက်ဝယ်ယူခွင့်ကိုအသုံးမပြုခဲ့ပါဘူး။အခုသူပြန်ရောက်လာပြီဖြစ်လို့သူဟာအစီအစဉ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာမလား။ဒါမှမဟုတ် Sanmabi ကတကယ်အစားထိုးကစားသမားဖြစ်ဝင်လာမလားဆိုတာ United ဆုံးဖြတ်ရမှာဖြစ်ပါတယ် Sky Sports ကတော့ Sanmabi ရဲ့အခြေအနေဟာ Rashford ရဲ့အနာဂတ်အပေါ်မူတည်နေတယ်ဆိုတာရှင်းလင်းစွာပြောထားပါတယ်။အကယ်၍ Rashford ကိုရောင်းချတာဒါမှမဟုတ်အငှားချတာမျိုးလုပ်ရင် Sanmabi ဟာပိုပြီးချက်ချင်းလှုပ်ဆောင်ရမယ့်ဦးစားပေးဖြစ်လာပါလိမ့်မယ်။အရင်ကမပါဝင်နိုင်ဘူးလို့အရေးမွေးပြခဲ့ပေမဲ့ Rashford ကကားရဲ့အစီအစဉ်မှာတနည်းနည်းနဲ့ပါဝင်လာခဲ့ရင်အရေးတကြီးလိုအပ်မှုကပြောင်းလဲသွားမှာပါ။ West Ham က Sanmabi အတွက်တန်း90ပေါင်ဝန်းကျင်လိုချင်နေပါတယ်။ Fernandes အတွက်85တန်းရရှိခဲ့ပြီးနောက်ပိုင်းသူတို့ကဒီတန်ကြီးကိုအခိုင်အမာထိန်းသိမ်းထားဖို့ပိုပြီးတတိရှိလာမှာဖြစ်ပါတယ်။ကွင်းလယ်ဈေးကွက်ကြန့်ရှိနေတဲ့ရွေးချယ်စရာအားလုံးရဲ့အချင်းချုပ် United တကယ်စဉ်းစားနေတဲ့ကြန့်ရှိနေတဲ့ကွင်းလယ်ရွေးချယ်မှုတိုင်းကိုပုံဖော်ကြည့်ရအောင်ဘာလို့လဲဆိုတော့ကစားသမားခေါ်ယူရေးဘယ်လိုအခြေအနေရှိလဲဆိုတာအပြည့်အဝရှင်းလင်းဖို့အရေးကြီးလို့ပါပဲ။လိုင်လီရဲ့အာယုဘိုအာဒီဟာမော်ရိုကိုအတွက်ကမ္ဘာ့ဖလားမှာထူးခြားတဲ့စွမ်းဆောင်ရည်တွေပြသခဲ့ပြီးနောက်တကယ်ပြတ်မှတ်အဖြစ်ထွက်ပေါ်လာခဲ့ပါတယ်။အနည်းဆုံး69တန်းပေါင်ကုန်ကြမယ်လို့မျှော်လင့်ရပါတယ်။ကြီးမားတဲ့ရှုပ်ထွေးမှုကတော့ Real Madrid, Bayern Munich နဲ့ Manchester City တို့အားလုံးစိတ်ဝင်စားနေတာဖြစ်ပါတယ်။ဒါဟာအသက်18နှစ်အရွယ်ကွင်းလယ်လူတစ်ယောက်အတွက်ထူးထူးခြားခြားပြိုင်ဆိုင်မှုအဆင့်ဖြစ်ပါတယ်။ United အနေနဲ့အဲ့ဒီပြိုင်ဆိုင်မှုမှာလက်တွေ့ကျကျရှင်းပြိုင်နိုင်မလားဆိုတာစမ်းစစ်ဖို့လိုအပ်ပါတယ်။ Real Madrid ရဲ့ Aurelien Tchouameni United ကဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အားသာချက်တစ်ခုရရှိခဲ့ပါတယ်။နောက်ဆုံးရသတင်းတွေအရ United ဟာပြင်သစ်ကစားသမားကိုခေါ်ယူဖို့အခွင့်အလမ်းပိုကောင်းလာတယ်လို့သိရပေမဲ့ Romano အရင်ကသတိပေးခဲ့တယ်လို့ပဲအထူးအတားအဆီးနှစ်ခုရှိနေစေဖြစ်ပါတယ်။လစာကလက်ရှိအစီအစဉ်တွေနဲ့အဆင်မပြေဖြစ်နေတယ်လို့ Real Madrid ကလည်းရောင်းချဖို့တကယ်ဆန္ဒရှိကြောင်းအရေးအမြတ်မပြသေးပါဘူး။သုံးသက်သူတွေရဲ့အမြင်ကိုလည်းသတိပြုသင့်ပါတယ်။ဒီပြောင်းရွှေ့ကအချိန်ကိုက်မှုကြောင့်
လောင်းကစားတစ်ခုလိုဖော်ပြခြင်းခံရပါတယ်ချူအာမီနီမပါဘဲဖြတ်တန်းသွားတဲ့နေ့ရက်တိုင်းဟာရာသီအစကိုပုံမနီးကပ်စေပြီးတန်ပွဲဝင်ဘောလုံးပွဲတွေမစတင်ခင်မှာ United အနေနဲ့ Casemiro ရဲ့အစားထိုးကစားသမားကိုနေရာချထားဖို့လိုအပ်ပါတယ်Brighton ရဲ့ Carlos Baleba ကတော့စည်ရင်းထဲမှာရှိနေသေးပါစိတ်ဝင်စားမှုကတနွေရာသီလုံးအတက်ကြရှိခဲ့ပါတယ် Brighton ကပုံပြက်နေတဲ့ဈေးကွက်ကြောင့်မြင်မာတဲ့တန်ကြေးတွေကိုကိုးကားလာပါလိမ့်မယ်အာဒန်ဝါတန်ကိုတော့ထည့်သွင်းစဉ်းစားစရာဖြစ်ဖော်ပြထားပေမဲ့အရင်ကမီနူးနဲ့ profile ရမ်းစင်တူတယ်လို့မြင်ခဲ့ကြပါတယ်ဆန်နာပါကီကတော့ပုံမကျပြက်တဲ့စဉ်းစားစရာစည်ရင်းထဲမှာပါဝင်လာတဲ့စိတ်ဝင်စားစရာကောင်းတဲ့အခြားနာမည်တစ်ခုဖြစ်ပါတယ်ဒါဟာအခုချိန်မှာဖြတ်တန်းရတကယ်ကိုခက်ခဲတဲ့ဈေးကွက်တစ်ခုဖြစ်ပါတယ်။အန်ဒါဆန် CTC 116တန်းနဲ့တွားခဲ့တာ Fernandes စပါးစီ85တန်းနဲ့တွားခဲ့တာနှစ်ခုစလုံးဟာအခြားကလပ်တွေသူတို့ရဲ့တန်ကြေးတွေကိုမြင့်တင်ဖို့အသုံးပြုမဲ့စံနှုန်းတစ်တွေကိုသတ်မှတ်လိုက်တယ်လို့ပါပဲ။ United ရဲ့ကစားသမားခေါ်ယူရေးအဖွဲ့ဟာအဲ့ဒီကောင်းကြီးပိုင်းအပြောင်းရွှေ့နှစ်ခုကြောင့်တိတိတတ်တာပုံပြတ်သွားခဲ့တဲ့ဈေးကွက်ထဲမှာတင်းတင်းနဲ့ဈေးနှုန်းနဲ့တကယ်အရေးသွေးကိုရှာဖွေရမယ့်စိန်ခေါ်မှုကိုရင်ဆိုင်နေရပါတယ်ချူအာမီနီအကြောင်းကိုတီးတက်ပြောကြရအောင်ဘာလို့လဲဆိုတော့ဒါကတေစာသုံးသက်ဖို့ထိုက်တန်လို့ပါပဲသူ့ရဲ့အရေးသွေးကိုငင်းပယ်မဲ့သူဘယ်သူမှမရှိပါဘူးချူအာမီနီဟာတကယ်ကိုထိပ်တန်းအဆင့်ဖြစ်ပြီးချန်ပီယံလိဆုဖလားရရှိထားသူပြင်သစ်လက်ရွေးစင်ကမ္ဘာဘောလုံးလောကရဲ့အကောင်းဆုံးခံစစ်ကွင်းလေလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်သူ့ကိုခေါ်ယူနိုင်ခြင်းကကားရည်ရဲ့ United အတွက်ထူးခြားတဲ့ရည်ရွယ်ချက်ပြသမှုဖြစ်လာမှာဖြစ်ပေမဲ့အချိန်ကိုက်မှုအနေနဲ့ကတော့တကယ်ရှိနေပါတယ်အကယ်၍ရီရဲ့မက်ရစ်ကတည်င်းပတ်ပေါင်းများစွာစဉ်းစားနေပြီးရောင်းမလားထိမ့်သိမ့်မလားဆိုတာနောက်ဆုံးမဆုံးဖြတ်ခင်မှာအပြန်အလှန်ဖြစ်နေရင် United အနေနဲ့ဖြစ်မလာနိုင်တဲ့အပြောင်းရွှေ့တစ်ခုကိုစောင့်ဆိုင်းရင်သူတို့ရဲ့ရာသီကြိုပြင်ဆင်မှုသတင်းပတ်တွေကိုဆုံးရှုံးသွားနိုင်ပါတယ်။ Champions League ဘောလုံးပြိုင်ပွဲမတိုင်ခင်ကစားသမားတစ်တွေနဲ့အတူလူစီရင်ကပူးပေါင်းဆောင်ရွက်ဖို့လိုအပ်နေချိန်မှာအဲ့ဒီအချိန်ကာလဟာတကယ်တန်ဖိုးရှိပါတယ်။ရုပ်တရှိတဲ့ချင်းကပ်မှုကတော့ချူအာမီနီကိုနောက်ွယ်ကရွေးချယ်မှုအဖြစ်ထားရှိပြီးအောင်မြင်နိုင်ခြေပိုများတဲ့ score နဲ့မေတီတို့ကိုပြင်းပြင်းထန်ထန်လှုပ်ဆောင်တာပဲဖြစ်ပါတယ်။အားလုံးကိုချင်းတောက်တစ်ခုတည်းနဲ့မထည့်ပါနဲ့လိုက်လံမှုကိုဆက်လက်ရှင်တန်စေပြီးတခြားအရာအားလုံးရဲ့တိုးတက်မှုကိုမနှောင့်နှေးပါစေနဲ့တော်တင်ဟန်က Fernandes အပေါ်လောင်းကစားနိုင်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ကပိုပြီးစောစားရမှုများပြီးရက်လက်ကောင်းနိုင်တဲ့ပြက်လက်တိဆောက်ရေးမှာရှိနေလို့ပါပဲ။ United ကတော့ပိုပြီးတည်ငြိမ်ပြီးစနစ်ကျတဲ့အရာတစ်ခုစီတိဆောက်နေတာဖြစ်ပါတယ်။အချို့သောအခြေအနေတွေမှာမှားယွင်းတဲ့ဈေးနှုန်းနဲ့မှန်ကန်တဲ့ကစားသမားကိုလက်လွတ်လိုက်တာကမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။အကောင့်ထဲပုံမှုကအနာဂတ်မှာပုံမှုမြန်ဆန်ဖို့လိုအပ်ပေမဲ့ဆုံးဖြတ်ချက်ကိုယ်တိုင်မှာတော့ယုတ်တိရှိပါတယ်။အရာအလုံးကိုအပြည့်အဝပေါင်းစည်းလိုက်ကြရအောင်အီဒါဆန်ကတော့ဘရာဇီးရဲ့ကမ္ဘာဖလားပြီးဇူလိုင်လမှာရောက်ရှိလာမယ်လို့အတည်ပြုထားပါတယ်ပထမဆုံးခေါ်ယူမှုပြီးပါပြီဖာနန်ဒက်စ်ကတော့85တန်းပေါင်နဲ့တော်တင်ဟန်စီရောက်သွားခဲ့ပြီး United ကဈေးနှုန်းမလိုက်ခဲ့ပါဘူးအခုကားရည်ရဲ့ခိုင်မာတဲ့အခြားရွေးချယ်မှုဖြစ်တဲ့ LS Scott ကိုလိုက်လံနေပါတယ်ဖုံးမောက်ကတန်း80ပေါင်လိုချင်နေပြီးသူ့ကိုထိမ့်သိမ်းထားဖို့ဆုံးဖြတ်ထားပါတယ်ဖီလစ်နမီချာကတော့စုံစမ်းမှုတွေပြုလုပ်ထားပြီးPremier League စီပြန်လာခြင်းတွေက Weekos နဲ့ဆက်ဆက်မှုရှိပြီးဒေါ်မွန်နဲ့တူဈေးကွက်ပေါက်ဈေးအောင်ညှိနှိုင်းနိုင်ဖို့မျှော်လင့်နေပါတယ်ဘယ်တောင်မှအတွက်ထိပ်တန်းပြတ်ဖြစ်တဲ့ Crescencio Samabi ကို Sky Sports ကအတည်ပြုထားပြီးတန်း90ပေါင်ဖြစ်ပါတယ်